ဆေးထိုးပြီးတင်မာနာနေတာပုံမှန်မဲလားဒါမှမဟုတ်အန်ရရှိနေရလားဈေးကံပြဖို့လို့လားเนาะဒါဆိုရင်ဒေါက်တာတို့ဒီဆေးထိုးတဲ့အခါမှာတင်မာဆေးထိုးတဲ့အခါမှာကြွက်သားတွေကိုဆေးဝင်သွားတဲ့အခါမှာပုံမှန်နာကျင်တာလောက်ကတော့ရှိနိုင်တယ်เนาะဒါပေမဲ့နာတာကအရန်ဆိုးလာတယ်ပြီးတော့အဲ့နေရာမှာပူလာမယ်နီးလာမယ်ပြီးရင်ရောင်လာမယ်เนาะဖောင်းပြီးရောင်လာမယ်ခါတလေဆိုလို့ရှိရင်ဒေါက်တာတို့ဒီအဲ့ဒီရောင်ရဲ့နေရာကနေပြေးပါထွက်လာမယ်အဲဒါမျိုးတွေပြီးတော့အဖျားတွေတက်လာမယ်ဒါဆိုရင်တော့ဒေါက်တာတို့ injection abscess ဆိုတဲ့ဟာပေါ့နော်ဒီဆေးထိုးပြီးတော့ဖြစ်တဲ့ပြည်ကျင်နာမျိုးပေါ့အဲ့ဒါမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့လုံးဝပေါ်စားလို့မရဘူးကိုထိုးခဲ့တဲ့ဆေးကန်းကိုဆေးရုံဆေးကန်းကိုပြင်သွားပြပြီးတော့လိုအပ်လို့ရှိရင်ပိုးသက်ဆေးတောက်ရတာမျိုးတွေပြီးရင်ဒီအရန်ခဲပြီးတော့ပြည်တဲ့နေရာဆိုလို့ရှိရင်ဒေါက်တာတို့ဒီစုပ်ထုတ်အဖောက်ထုတ်ရတာမျိုးတွေပေါ့နော်အားမျိုးလေးလောက်ရနိုင်တယ်ဒါကြောင့်မလို့ဈေးကံပြန်ပြဖို့လိုတယ်เนาะအဲ့လိုမဟုတ်ဘူးအရင်မစိုးပုံမှန်နာတာလောက်လေးပဲပေါ့เนาะနည်းနာတယ်နည်းနည်းခက်ခဲလေးဖြစ်နေတာမျိုးဆိုလို့ရှိရင်ရင်နွေးအိတ်လေးကတ်လို့ရတယ်ရင်နွေးအိတ်မရှိလို့ရှိရင်လည်းဒီပလင်းလေးတစ်ခုခုတွေကိုဈေးပလင်းလေးတစ်ခုတွေကိုရေးထည့်ရင်နွေးထည့်ပြီးတော့အဝတ်လေးအုပ်ပြီးတော့အဲ့နာတဲ့နေရာလေးတွေကိုကတ်ပေးလို့ရတယ်เนาะလှိမ့်ပေးလို့ရတယ်ကတ်တဲ့အခါမှာလည်းတစ်ခါကတ်ရင်15မိနစ်လောက်ကတ်မယ်တနေ့ကို3ချိန်လောက်တိကျကတ်ပေးမယ်เนาะဒါဆိုရင်ဆေးတောက်ချင်တယ်ဆိုရင်တော့ပါရာလေးတောက်ထားလို့ရတယ်เนาะဒီလိုဘူတုတရစရာဗီဒီယိုတွေကိုထပ်သိချင်လို့ရှိရင်တော့ဒါကို follow ထားလို့ရပါတယ်เนาะ